မင်္ဂလာပါချောင်းကြီးခိုးတူကောင်လေးတွေဒီခါမှာတော့ကိုထွန်းနဲ့ကိုထွန်းငယ်ချင်းနေနဲ့ဘလို့ဒီကုန်းပြထားမလဲဆိုတော့ကြည့်လိုက်ကြပါဦးအမှန်တော့ကွာအာပီမြင်ဆုံးကောင်ဖြုတ်မယ်ဆိုပြီးလိုက်လာတာသူကရင်ရောက်သွားတယ်အဲ့ဒီတော့ကိုကတော့ဘေးကိုလွှဲဆင်းလိုက်ရတယ်ပေါ့ကွာအောက်မှာလည်းမှောက်နေရတယ်ကွာဒီမှာဟိုသွားမလားဒီကိုသွားမလားဖြစ်နေကြာရီကိုခက်လို့ငါလည်းပြစ်နေတာရင်ချမ်းမှမကြည့်ဘူးအဲ့ဒီမှာကြည့်အကြီးအကြောင်းဆိုရင်ကကြည့်မောင်းတင်ရတဲ့အချင်းရကုန်နေပြီကြားထဲမှာကြောင်အဖောက်သွားသေးတယ်ကိုယ်ကုတ်ကြီးနေကွာဒီမှာဒီကငါသူကပြေးငါပြစ်ချစ်ကလိုက်လို့ပြေးရလားပြေးလို့လိုက်တာလားဖြစ်လို့ပြေးပြီးတော့အော်ရှော့ငါရှော့သွားဒီပဲခွန်ကျင်နဲ့လို့နှစ်ခါပြန်ဆင်းတော့မီးနှစ်ခါနာဖြစ်သွားတယ်ရှေ့မတိုးတာနောက်မဆုတ်တာနဲ့ကွာဒီမှာသူရဖင်ကက်ပဲရှိလို့ပါဆိုမှောက်နေပါဆိုဟိုမှာကြည့်အောင်ငါလိုပဲကွာဘဝလီးပါကွာဂိမ်းတူတူစော့မယ်ဆိုရင်ဒီလိုတငယ်ချင်းမျိုးတွေကိုရှောင်ဒီလိုကောင်းတွေကိုရှောင်ရှောင်တဲ့နဲ့ကြည်ရီကောခေါ်ခိုင်းပါတယ်ဆိုတာမှအမလီကပြနေလိုက်တာများဆဲပေးလိုက်တော့မှပဲရီကောသွားခေါ်တော့တယ်လို့ရီကောခေါ်ပြီးတော့ထက်ကြုံမယ်ကွာဒီကောင်ကြီးမဝင်းကြီးကိုဂီးကိုမဆိုင်တာအမလီဘယ်ကောင်မှစောက်ဖက်မလုပ်တော့မှကြည့်အောင်သူဘယ်ဦးမှလက်မကြည့်ဘူးကောင်ကြီးဒီကောင်မှဒီနှကောင်လေးကြည့်အောင်နှစာကိုပဲမြင်နေတစ်ကိုမမြင်ဘူးတစ်ကဝင်းပြီးဘဝကိုအေးချမ်းပဲဖြတ်သန်းပါတော့မယ်ဆိုဒီမှာစောက်တော့ကလှမ်းပေးတာစောက်တော့ကလှမ်းပေးနေတာကြောက်တော့နောက်ကနေစောက်တော့ကိုတန်းစီပေးနေတာကြည့်အောင်စောက်တလွဲကြီးဖြစ်နေတော့မှယုံစောက်တလွဲကြီးဖြစ်တာတစ်ပင်နောက်ကချိန်တာခြုံပုတ်ဘူးစောက်တလွဲဆိုမှစောက်တလွဲအဲ့ဒါနဲ့ပဲ AK3 တိုင်းလေးနဲ့ပဲရှော့ပြီးလိုက်တယ်ကွာဒီကောင်ဖာချဖို့သွားနေတဲ့ကောင်ပြစ်နေပါတယ်ဆိုမှကြည်အောင်ဘေးကနေအောက်ဆိုင်ကဖြတ်သွားသေးတယ်ဖြတ်သွားတဲ့အောက်ဆိုင်ကဘောကောင်တွေကိုအမှန်ကန်ကျုံးမယ်ကိုကကျုံးမှမယ်ဆိုမှကိုကောင်တွေကသွားကုန်နေတယ်ဒီမှာကြည့်မပိုင်တာမန်းနဲ့စပိုက်တာမန်းလေးနဲ့တွေ့ပြီဒီချိန်မှာအရက်လေးမျက်နှာဝိုင်းပစ်တယ်ပြာရတွေကိုခန့်ပြီးလက်တွေတောင်တစ်ဆက်တုံတယ်ကွာစပိုက်တာမန်းလေးကိုလိုက်ပစ်နေချိန်မှာဘယ်ပေါင်းလို့ပဲတာလှမ်းပစ်လည်းမသိပါဘူးဗျာသူ့ကိုဖင်ကက်ပဲကြံခဲ့တယ်ကွာနတ်တကြွေတာလားမသိပါဝေဝါသွားတစ်ဖက်တကြွေနေတာ3လတောင်ရှိပြီကွာဘာကြောင့်ကွာဒီကောင်ကြီးဘလူးမောင်ကိုစောက်ကြည့်လိုက်တာနော်တလောကလုံးမှာတယောက်တည်းရှိတယ်လို့ပဲဘယ်ပဝင်းနေမှာကိုစောက်ကြည့်လိုက်တာတစ်ချိန်လုံးနိုင်ခြင်းကတည်းကဒီမှာစပြီးဝစ်လေတာပဲဒီမှာစပြီးဝစ်လေပြီးအမှန်တော့ကျွန်တော်ကစကေးကောင်းပါလေအဲ့ဒါတက်သွားတာကွာလီးပဲကွာ